ညနေအမလီနေမင်းကြီးဆွဲထားလို့ရရင်ဆွဲထားတော်မူကြပါဦးဆွဲထားတော်မူကြပါဦးနေကိုရင်တခါတော့ကိုရင်လေးကလည်းဟိုမှာကြွက်ကြွက်ကိုညာနေတာအမေကိုရင်ကဲပါဦးမေကိုရင်ကဲပါဦးကိုရင်တို့တခါတော့မယ်နဲ့အဲ့ဒီမှာနားထဲမှာပြည့်တဲ့သံဃာတော်တွေငိုနေတဲ့အသံကနားနဲ့မဆောက်အောင်ကြားတော့တုလပန္နိတာကဂိုင်းဒီအရေးသာသနာအရေးဖြစ်ရှင်တာဖြစ်တော့သွားညှိမှရမယ်ဘာလို့မှရဒါနဲ့သုတ်တန်စရထဲဝင်သွားတော့ပရောဟိတ်ဘုံနာကြီးတွေ့တော့ဘုံနာကြီးခမညာသိတယ်သူ့ဘာလို့သိတော့သူ့ဖေကစိန်ဓာမြို့မှာမသိသူမှမရှိဘဲနဲ့သူဇာတာဘုံနာကြီးတထေးကြီးဆိုတာသိတာပဲမြို့မျက်နှာဖုံးပဲဟာမောင်တုလဗန္ဒီတာမင်းသုတ်တန်ဘာလာလို့တာလဲမဟုတ်ဘူးကျွန်တော်အတန်ကြားလို့လာတယ်အေးကွာသဘုံတွေကွာဟာသဘုံမဟုတ်ဘူးခင်ဗျာဒါဖေရသားတော်တန်ဃာတော်တွေဒါသဘုံမဟုတ်ဘူးမသိဘူးငါသဘုံမတတ်မှတ်ထားတယ်ညို့တဲ့ဝယ်မခံနိုင်ဘူးတတ်မှတော့မတတ်ပါနဲ့ခင်ဗျာတဲ့ကျွန်တော်ညှိပါရသေးလူချင်းမင်းနဲ့ကျွန်တော်နဲ့ညှိပါရသေးတကယ်မင်းဘာလို့ရှင်လဲပြောအသက်ကိုရွေးမယ်တဲ့ပရိသတ်ဘာကိုရွေးမလဲသွားညှိတာဘာလို့တာလဲပရိသတ်ကဲမင်းသေးကြလားသေကြတဲ့ရွေးမယ်ကဲလူကြီးနဲ့ညှိတယ်ဆိုလိုက်ကြဆုံးပရိသတ်ညှိတော့ရသွားတယ်ညှိတော့ဘာဖြစ်လဲဘယ်လိုရသွားလဲမသိဘူးဘယ်လိုရသွားလဲညှိတော့ညှိတာပဲအဲ့တော့ဟိုမှာပြောတယ်ဘာပြောတော့ဆိုရင်ကောင်းပြီအဲ့ဒါဆိုရင်ကွာတဲ့မင်းတဘာကိုတဲ့နော်တဘာချင်းပရိသတ်ရင်မှတ်ထားနော်တဘာကိုတဲ့အဲ့ဒီကိုတော်ရဲ့ခန္ဓာကိုယ်အလေးချိန်နဲ့အမြရွှေကိုလေးငွေကိုလေးဆိုတာကြားဘူးလားကြားဘူးတယ်ဘုန်းကြီးတို့ရှင်မောတော်ဘုရားကြီးထဲမှာရှင်မယင်ကြီးတွေဟာသူခန္ဓာကိုယ်ကိုရွှေနဲ့ချိန်ပြီးတော့ဒုက္ခနာကိုပုံသဏ္ဍာန်လုပ်ပြီးတော့ခန္ဓာကိုယ်အလေးချိန်နဲ့အမျှရွှေရုပ်ထုပြီးတော့ဘုရားထဲမှာထည့်ပြီးလှူထားတာအဲ့ဒါရွှေကိုလေးခန္ဓာကိုယ်ကိုချိန်နေအဲ့ဒီခန္ဓာကိုယ်အလေးချိန်နဲ့မျှငွေကိုရုပ်ထုလုပ်ပြီးတော့ထည့်တာအဲ့ဒါငွေကိုလေးတဲ့ရွှေကိုလေးငွေကိုလေးဆိုတာကိုယ်အလေးချိန်ကိုချိန်ပြီးတော့လှူတာမလှူခြင်းဘူးလားဘယ်မှာရွှေရှိလို့လှူခြင်းရတာတော့ကြိုက်ပြောသားမဟုတ်ဘုန်းကြီးမေးလို့လားအလိုက်တဲ့ဖြေလိုက်ရတာမလူချင်းဘူးလားလူချင်းပါတယ်ရွှေမြင့်မူးစရာရှုလို့တော့မရှိရဲ့လူအများအမလေးလူချင်းပါတယ်ဖေရတယ်အေးလူနိုင်ကိုကြိုးစားဟဲ့တရားတရားရှိမှဘာရှိမှလဲဖေးတာတရားတရားလည်းရှိတယ်ထားအောင်တော့ပစ္စည်းကလည်းရှိအောင်မှဟုတ်တယ်ဟုတ်လားဖေးသားရဲ့တရားတရားကတော့မလူချင်းဘူးလားဆိုတန်းဖြေတာပဲလူချင်းပါတယ်ဖေဟာဒါပေမဲ့လူချင်းတိုင်းလှူလို့ရသလားမရပါဘူးဗျာဆိုကြည့်သားမှာတရားရှွန်းဆိုပြေဝမောကြည်ညိုနေတုံးခါတရာ